အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် knowledge sharing လုပ်ပြီးမှမဟုတ်ပါဘူးဟိုတနေ့ကကျွန်တော်ဒီ bikini booty with စိုးဝင်လေးဆိုတဲ့ဒီအမတ်တယောက်ပေါ့နော်အဲ့ဒီအမတ်တင်လိုက်ရဲ့ရှင်းပြထားတဲ့ video လေးနဲ့ဒီဘက်က body builder နဲ့အငင်းပွားစရာလေးတွေဖြစ်သွားတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့အကုန်လုံးနားလည်လွယ်အောင်ကျွန်တော်ပြန်ရှင်းပြပေးမယ်နောက်ပြီးတော့အားလုံး body building လောကထဲမှာခုနောက်တက်လူငယ်လေးတွေကလွယ်လို့ဒီကျွန်တော်တို့အသက်ဝန်းကျင်ရနေပြီးတော့ကျွန်တော်တို့ထက်ကြီးတဲ့လူတွေအကုန်လုံးမှာမသိတဲ့လူအရန်ရှားလောက်တဲ့တကယ်တော်တဲ့ဆရာထူအောင်ဆရာမြင့်အောင်ထူအောင်လို့ခေါ်တယ်အဲ့ဒီဆရာနဲ့ကျွန်တော်နဲ့ comment မှာနည်းနည်းလေးနားလည်မှုလွယ်တဲ့တချို့ကပြောကြတယ်ကျွန်တော်ကဆရာပြောတာမှားတယ်လို့ပြောတယ်ဒါပေမဲ့တချို့ကကြတော့ဝင်ပြောတယ်ကျွန်တော်တို့ကနားလည်မှုလွယ်နေတာနှစ်ယောက်လုံးမှန်တယ်လို့ပြောတယ်အဲ့တော့ကျွန်တော်တို့ဝင်ပြီးတော့နားလည်မှုလွယ်ပါတယ်နှစ်ယောက်လုံးမှန်တယ်ဒါနဲ့နားလည်မှုလွယ်တာပါလို့ပြောတဲ့လူရောဆရာထူအောင်ရဲ့ comment လေးကိုကျွန်တော်ပြန်ဖတ်ပြပြီးတော့ ဒေးရှင်းပြပေးမယ်အဲ့တော့ကျွန်တော်တို့ video လေးအရင်ကြည့်လိုက်အောင်ကြပါတော့ခန္ဓာကိုယ်မှာရှိတဲ့တောက်သွားတာမဟုတ်အစီရတော့ဆဲတွေလိုပဲကိုလေး possession လုပ်တဲ့သူတွေဆိုရင်တွေ့လိမ့်မယ်အဲ့ဟာလေအစီတွေလေအဲ့ဟာတော့ဖြစ်တယ်ဆိုလို့ရှိရင်သူက banding ဖြစ်တဲ့အခါမှာဥပမာပြောနီးနဲ့တွားပြီးတော့တိုးလိုက်သူမျိုးဝါကုန်းလို့လေအဲ့မှာပါသူကကြုံသွားတာပျောက်သွားတာမဟုတ်ဘူးဒီမှာဆိုရင်တော့နီးနဲ့ဆိုတော့လုံးဝအဲ့ဒါရမီးတောင်ပျောက်သွားပါတော့မြင်တာအောင်ပြောပြတာအခုလိုက်ခါမှာ banding ဖြစ်ပြီးတော့အဲ့ကောင်တွေအစီဆဲတွေကကြုံပြီးတော့ site ကနေလည်းတေးသွားတာအင်းကြီးအားတောင်ပြန်ဝနိုင်တာပေါ့အဲ့တစ်ခါဆော့ပြီးရင်တော့ဘယ်တော့မှပြန်လုပ်စရာမလိုတော့ဘူး Okay ကျွန်တော်တို့ body builder တွေနားလည်မှုလွဲသွားတာကလည်းအဲ့ဒီမှာပဲစတယ်ဒီအမကသူက knowledge sharing လုပ်တဲ့အချိန်မှာဥပမာပေးလိုက်တာကဝါကုန်းကိုမီးနဲ့တိုးလိုက်သလိုမျိုးကြုံသွားတာဆိုပြီးဥပမာပေးတယ်အဲ့ဒီဥပမာမှာပဲ body builder တွေနဲ့ကျွန်တော်ဒီအမ sharing လုပ်တဲ့အကြောင်းအရာတွေကလွဲသွားတာကျွန်တော်ကဘာပြောချင်တာလဲဆိုဒီအမ sharing လုပ်တဲ့အကြောင်းအရာလေးကမှန်တယ်သူကိုယ်တိုင်ကစကားရှင်းအောင်မပြောလိုက်တာလည်းပါတာပေါ့နော်သူပြောတဲ့စကားလည်းမရှင်းဘူးဒါပေမဲ့အကြောင်းအရာလေးအရာဆိုရင်တော့မှန်တယ်လို့ပြောလို့ရတယ်သူပြောတာမှန်တယ် fat cell လေးတွေကအရေးအတွက်နည်းသွားတာမရှိဘူး size သေးသွားတာကျုံသွားတယ်ဆိုတာပဲရှိတယ်အဲ့ဒါကို तू ကရိုးရိုးမပြောဘဲနဲ့ဝါကုန်းကိုမီးနဲ့သွားတိုးလိုက်တော့အမှ body builder နဲ့နားလည်မှုလွဲသွားတယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါကိုကျွန်တော်တို့စပြောရမယ်ဆိုရင်ဆရာထူးအောင်ပေါ့နော်ခုနဆရာမြင့်အောင်ဆရာထူးအောင်ပေါ့ဆရာမြင့်အောင်ထူးအောင်ကအဲ့ဟာကို share တယ်ပြောရင်လည်းလွန်နေဖြစ်အောင်မယ်တဲ့အစီအမီးနဲ့ကြည့်ရင်ကျုံသွားသလိုတဲ့တလွဲ knowledge ကြီးပေါ့ဗျာဆရာအဲ့လိုရေးထားတယ်အဲ့မှာကျွန်တော်ကပြောလိုက်တာကသူပြောတာမှန်ပါတယ်လို့ဒီ fat cell ကပြောင်းမသွားနိုင်ဘူးရော့သွားတယ်ဆိုတာမရှိဘူးတိုးလာတာပဲရှိတယ်တိုးပြီးလည်းပြန်မရောဘူး cell တွေက size သေးသွားတာပဲရှိတာပါလို့ကျွန်တော်မှန်လိုက်တယ်ဆရာအမှကျွန်တော်ပြန်ပြောတာကအစီ cell သေးတွေကအစီကြရင်ပြောင်းမသွားပဲသေးသွားတာမှန်ပါတယ်တဲ့ကျုံနာနဲ့သေးတာမတူဘူးတဲ့အစီ cell တို့ပွားလာသူတွေကလည်းအရန်အဝလွန်ပြီးကိုလေးချိန်ရမ်းများတဲ့ obesity ဖြစ်နေသူတွေမှာပဲတိုးနိုင်တာတဲ့သူကအစီဆိုတာဝါကုန်းလို့မီးနဲ့တိုးရင်ကျုံသွားတယ်ဆိုလို့ပါတယ်ဥပမာပေးကတလွဲဖြစ်နေလို့တဲ့အဲ့ဒီအထက်ကဆရာထုံးကပြောသွားတဲ့အချက်ထဲမှာကျွန်တော်ပြောချင်တာပါလဲဆိုရင်အစီ cell သေးတွေကအစီကြရင်ပြောင်းမသွားပဲသေးသွားတာမှန်ပါတယ်တဲ့ကျုံနာနဲ့သေးတာမတူဘူးတဲ့ဆိုတော့ကျွန်တော်ပြောပြမယ်အစီ cell ကသေးတာကြီးတာဒါဒီပြောလို့ရှိရင်သူက cell လေးတွေကအရင်ဆုံးကြီးလာတယ်ကြီးလာပြီးကမှ cell လေးတွေပွားလာတယ်ဆိုတော့ဒါတခါကျွန်တော်ဒါအောင်နောက်ပိုင်းမှာပြန်ပြီး sharing လုပ်ပေးမယ်ဆိုတော့သေးတာနဲ့ကျုံတာမတူဘူးဆိုတာလေးကိုကျွန်တော်ပြောချင်တာဘာကြောင့်လဲဆိုရင် size အစီ cell လေးကနေပြီးတော့သေးပြီးတော့ဒီလောက်ဖြစ်သွားတယ်အစီချနေတဲ့အချိန်မှာဆိုတော့ဒီကနေပြီးတော့ဒီလောက်ဖြစ်သွားတာဒီသေးသွားတယ်လို့ခေါ်မလားကျုံတယ်လို့ခေါ်မလားဆိုတော့တူတူပဲစီဆဲတွေသေးသွားတယ်ကျုံသွားတာအတူတူပဲဒါပေမဲ့ဟိုကောင်မလေးပြောတာဘာလွဲသွားလဲဆိုတော့ဘာခုံးမီးနဲ့ရှို့တာအလွဲဖြစ်သွားတယ်အစီဆဲကျုံနေဆိုတော့ information ဒီမှန်တယ်ဘာခုံးနဲ့မီးနဲ့သွားတွေ့ရသည် body builder ရှားမှနားလည်မှုလွဲရလို့ကျွန်တော်မြင်တယ်နောက်တစ်ခုကကြတော့အစီဆဲတိုးပွားလာသူတွေကလည်းအရန်အဝလွန်ပြီးတော့ကိုလေးချိန်အရန်များတဲ့ obesity ဖြစ်နေသူတွေမှာဒါတိုးနိုင်တာပါဆိုတော့ဒီချက်ကိုလည်းကျွန်တော်သဘောမတူဘာကြောင့်လဲဆိုရင်ကျွန်တော်အစီဆဲတိုးပွားမှုကအဝလွန်တဲ့သူတွေမှာပဲဖြစ်နိုင်ခြေရှိတယ်ဆိုရင်ဘာကြောင့်အဝလွန်တော့မှာလဲကျွန်တော်ပြောနားလေလားဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကအစီဆဲတွေများလာပြီးတော့မှအဝလွန်လာကြတာဖြစ်တယ်လူတွေကအဲ့တော့အဝလွန်ပြီးသားလူတွေမှာပဲဒီဟာဖြစ်နိုင်ခြေရှိရဆိုတာမှားတယ်ပိန်တဲ့လူတွေမှာလည်းဖြစ်နိုင်တယ်ငခုမဝတဲ့လူတွေကနေတဆင့်အစီဆဲလေးတွေကစားတာများနဲ့ကြီး size ကြီးလာတယ် size ကြီးလာရင်လည်းပြီးတော့တဆင့်သူတို့နောက်တစ်ဆင့်ကိုပွားလာတယ်အဲ့လိုအစီဆဲတွေများပြီးတော့မှအဝလွန်တဲ့အဆင့်ကိုရောက်လာတာဖြစ်တယ်ဆိုတော့အဲ့နှစ်ချက်ကိုကျွန်တော်ထောက်ပြချင်တာအဲ့တော့ဒါကဆရာထူးအောင်နဲ့ကျွန်တော်နဲ့ပေါ့နော်နည်းနည်းလေးနားလည်မှုလွဲတယ်လို့ဝင်ပြောတဲ့လူရှိတယ်ဆိုတော့ဘာကြောင့်လဲဆိုရင်ဆရာထူးအောင်နဲ့ကျွန်တော်နဲ့ကိစ္စမှာကျွန်တော်ခုနကဟာရှင်းပြပြီးသွားပြီဆရာထူးအောင်ပြောထားတဲ့ဟာဒီဘာကြောင့်ကျွန်တော်မှားတယ်လို့ပြောရဲဆိုတော့ကျွန်တော်ရှင်းပြပြီးပြီအဲ့တော့ကြံတာဒီခုနကျွန်တော်ဝင်လာပြီးတော့နားလည်မှုလွဲချောင်းဝင်ထောက်ပြတဲ့တယောက်ကျွန်တော်နာမည်တော့မပြောတော့ဘူးဆိုတော့သူကဘာပြောလဲဆိုရင်ညီလေးရဲ့မင်းက fat cell နဲ့ cell membrane မှားနေရလားတဲ့ခန္ဓာကိုယ်နေရာအနှံ့မှာရှိတဲ့အစိတ်ပိုင်းနဲ့ဆဲလန်းကြီးပျက်စီးလိုက်ဆွန့်ပစ်လိုက်အသစ်ပြန်ဖြစ်လိုက်နဲ့လက်ပတ်နေတာလေဒီလေးတို့သင်ခဲ့ရတဲ့ fat cell hypertrophy နဲ့ hyperplasia မှာတဲ့ fat cell hypertrophy ကအရင်ဖြစ်တယ် membrane ကမဆန်မပြဲမခံနိုင်တော့မှသာ hyperplasia ဖြစ်တာအဲ့တော့ membrane တွေက fat cell ကြီးကျုံတာကြီးတာအပြင်စွမ်းရည်သုံးဆဖို့အတွက်လောင်ကျွမ်းတာဘလာဘလာပေါ့ထားလိုက်အောင် okay သူကျွန်တော်ကိုပြောသွားတဲ့ပုံစံကကျွန်တော်က fat cell လို့ပြောပြီးတော့ fat cell နဲ့
fat cell membrane နဲ့ cell membrane နဲ့ fat cell နဲ့ကိုမကွဲတာလားတဲ့ဆိုတော့ကျွန်တော်ပြောပြမယ် fat cell လို့အလုံးလိုက်ကြီးလို့ကျွန်တော်ပြောလိုက်ပြီဆိုရင်အဲ့ဒီအလုံးကြီးမှာ membrane ပါတယ်ဆိုတာကျွန်တော် drawing တည်ပြီးသားဗျာကျွန်တော်ဘာကြောင့်အသေးစိတ်မပြောလဲဆိုရင်ဒါကျွန်တော်ဒီစာသင်ပေးနေတာမဟုတ်ဘူး public ကို knowledge sharing လုပ်ပေးနေတာ public ကမြင်သာအောင်ကျွန်တော်ပြောတာအဲ့တော့အသေးစိတ်ကြီး cell ဒါ cell ပါဒါဘောကအုပ်ထတာ cell membrane ပါအထက်မှာဒီဟို internet ဘာတွေညာကျွန်တော်မပြောတော့ဘူးဆိုတော့အဲ့ဒါဘာနဲ့သွားတူနေလဲဆိုရင်လေကျွန်တော်တို့သူပြောတဲ့ပုံစံကျွန်တော်ရေအိတ်လို့ပြောလိုက်တဲ့ဟာကိုမင်းကရေနဲ့ရေအိတ်နဲ့အိတ်ခွန်နဲ့မှားနေတာလားဆိုပြီးလာမေးရနဲ့သွားတူတယ်ဘာကြောင့်လဲဆိုရင်ရေအိတ်ပါဆိုမှအိတ်ထဲမှာရေထဲမှာလူတိုင်းသိတယ်ဗျာအဲ့တော့ကျွန်တော်ထက်မပြောတဲ့ဟာကိုသူကကျွန်တော်အဲ့လိုမှားနေရလားဆိုပြီးပြောတယ်နောက်တစ်ခုကသူပြောတဲ့ပုံစံအရာပေါ့နော်ညီလေးတို့သင်ခဲ့ရတဲ့ fat cell hypertrophy နဲ့ hyperplasia မှာတဲ့ညီလေးတို့သင်ခဲ့ရတဲ့ဆိုတဲ့စကားကိုကျွန်တော်ကပြောချင်တယ်ဆိုတော့ကျွန်တော်တို့သင်ခဲ့ရတာမဟုတ်ဘူးလေ့လာတဲ့လူတွေအကုန်လုံးသင်ခဲ့ရတာအဲ့ပုံစံပဲရှိတယ်အဲ့ဟာအပြင်ဘယ်သူမှကြောပေါက်ပြီးမသင်ဘူးเนาะနောက်တစ်ခုကကြိုက်တဲ့ပုံစံနဲ့လေ့လာအကုန်လုံးဒီပုံစံပဲနောက်ဆုံးမှနားလဲသွားရင်ဒီပုံစံပဲဆိုတော့လူတိုင်းသိတယ်အဲ့တော့ညီလေးတို့သင်ခဲ့ရတယ်ဆိုတာ तू ကကျွန်တော်ထက်ပိုတော်ပါတယ်လို့ကျွန်တော်ယူဆတယ်เนาะအဲ့တော့ကိုကျွန်တော်ပြောချင်တာကကျွန်တော်ထက်ပိုတော်ရင် public ကို direct ပို့ပြီးကျွန်တော်ထက်ပို့ပြီးတော့နားလဲအောင်ရှင်းနိုင်အောင် sharing လုပ်ပေးဖို့တောင်းဆိုတယ်မြေတားရက်ခံတယ်ကျွန်တော် sharing လုပ်နေတဲ့ပုံစံကိုမကြိုက်ရင်ထောက်ပြလို့ရတယ်ကျွန်တော်ထက်ပိုတော်ရင်အဲ့ထက်ပူနာလဲတဲ့ပုံစံနဲ့ sharing လုပ်ပေးလို့ရတယ်။ထားပါဒါဒီအောက်ကဟာတွေက तू ဆက်ရေးထားတဲ့ဟာတွေလည်းဒီ तू လဲစာရေးဖတ်ပြီးလာရေးထားတာပဲ။အဲ့တော့နောက်တစ်ချက်ကဘာလဲဆိုရင်ကျွန်တော်သူပြန်ပြောရတယ်ပေါ့နော်ဟုတ်တယ်အခုနဲ့ကျွန်တော်ပြောထားတဲ့သဘောတရားချင်းအတူတူပဲဆိုတဲ့အချိန်မှာ तू ကကျွန်တော်ပြန်မှန်းတာဘာလဲဆိုတော့ကျွန်တော်လည်းဗီဒီယိုမကြည့်မိဘူးလေ comment ကြီးပေါ်လာပြီးတော့ညင်းနေကြလို့ဝင်ပြောလိုက်တာတကယ်တော့ဒီ comment ထဲမှာဆွေးနွေးထားတာတွေကနှစ်ဦးနှစ်ဘက်ကအကုန်မှန်ပါတယ်တဲ့အခေါ်တွေနားလည်မှုလွဲနေကြတယ်ထင်တယ်တဲ့အဲ့ဒါကျွန်တော်သဘောမတူဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကနားလည်မှုလွဲတာမဟုတ်ဘူးလေပထမဆုံးကျွန်တော်ဆရာထူးအောင်ရဲ့အောက်မှာသွားမှန်တော့ကသူပြောတာမှန်တယ်အဲ့ကောင်မလေးကပြောထားတဲ့အကြောင်းအရာ information လေးကမှန်တယ်လို့ first aid တွေကပြောင်းမသွားဘူးဘာညာသူကြုံမဲကြုံသွားတာအဲ့ဒီဟာလေးက information လေးမှန်ကြောင်းကျွန်တော်သွားပြောတယ်အဲ့ချိန်မှာဆရာထူးအောင်ပြန်ပြောတဲ့ဟာကိုကျွန်တော်မှားကြောင်းကိုကျွန်တော်ပြောတာဆရာထူးအောင် share လိုက်တဲ့ဟာကိုမှားတယ်ဆိုပြီးကျွန်တော်စပြောထားတာမဟုတ်ဘူးဆိုတော့ဘာလို့မှားတယ်ပြောတယ်ဆိုတော့ကျွန်တော်အားလုံးနားလဲအောင်ဒီ first aid လေး cell membrane မခွဲဘူး first aid လို့ပဲသုံးမယ်အဲ့တော့ဆရာတို့ကပြောထားတဲ့အထက်မှာအစီ cell သေးတွေကအစီကျတဲ့အချိန်မှာပြောင်းမသွားပဲသေးသွားတာမှန်ပါတယ်တဲ့ဆိုတော့အစီ cell သေးတာကြီးရတယ်မဆိုင်ဘူးအစီ cell မှန်ရင်အစီချတဲ့အချိန်မှာလုံးဝမပြောင်းသူက plus ပဲရှိတာ minus မရှိဘူးခန္ဓာကိုယ်မှာတိဆောက်ပြီးသွားရင်ပြန်မပြတ်စီဘူးအဲ့ဒီ cell နေရာလေးတွေက capacity တွေကျန်ခဲ့တယ်ဆိုတော့သူကဘယ်လိုပြောမလဲကျွန်တော်တို့က size ကြီးကနေပြီးဆိုကျုံသွားတာပဲရှိတယ်သေးသွားတာပဲရှိတယ်အဲ့ဒီလက်ခံနိုင်အစီကိုလက်ခံနိုင်တဲ့ဟာလေး membrane လေးကအမေးပါလေးကအဲ့ဒီအခွန်လေးကပြန်ပြီးတော့ပြောင်းမသွားတော့ခန္ဓာကိုယ်ထဲမှာအမြဲတမ်းရှိနေမှာပဲဆိုတော့ဒါကိုကျွန်တော်ကအဲ့တစ်ချက်ကိုကျွန်တော်မှားတယ်လို့ပြောချင်တာဆရာထူးအောင်နောက်တစ်ခုကကြတော့အစီ cell တွေကကျွန်တော်တို့အဝလွန်တဲ့လူတွေမှာပဲတိုးနိုင်တာမဟုတ်ဘူးပိန်တဲ့လူတွေမှာတိုးလို့အဝလွန်လာတာဒါကိုသိဖို့လိုတယ်ဆိုတော့ဘယ်လိုပြောမလဲအဝလွန်မိသားလူကလည်းတိုးဖို့ပို့လွယ်တယ်မှန်တယ်ဒါလည်းမမှားဘူးဒါပေမဲ့ပိန်တဲ့လူတွေသာအစီ cell တိုးနိုင်ရင်မရှိဘူးဆိုရင်နဲတယ်ဆိုရင်ဘာကြောင့်အဝလွန်တဲ့လူတွေပေါ်လာတော့မှာလဲအဝလွန်တဲ့လူတွေဒီတစ်ချိန်တော့ပိန်တဲ့လူတွေဖြစ်ခဲ့ဘူးတယ်အဲ့လိုလူတွေအများကြီးရှိတယ်မွေးရပါအဝလွန်တဲ့လူတွေကျွန်တော်မပြောဘူးအရင်တော့ပိန်နေနောက်ပိုင်းမှခြေနေတစ်ခုခုကြောင့်ဝါပြီးတော့အဝလွန်သွားတဲ့လူတွေရှိတယ်အဲ့လိုလူတွေဒီမဆိုင်မှုတွေသူတို့ခန္ဓာကိုယ်မှာအစီ cell တွေပမာဏအရေးအတွက်တွေများလာလို့သူတို့ဒီအဝလွန်တဲ့ဆင်းရဲကိုဝင်သွားတာအစီတွေများသွားတယ်ခန္ဓာကိုယ်မှာနော်အဲ့ဒါကြောင့်ကျွန်တော်မှားတယ်လို့ပြောတာဆိုတော့ဒါလေးကျွန်တော်ရှင်းပြတာပါကျွန်တော်တို့ဒီမတ်မှာဆရာထူးအောင်လည်းကျွန်တော်လည်းဆွေးနွေးပြီးသွားတဲ့အချိန်မှာတော့ကျတော့ဆရာထူးအောင်ကသူ့ရဲ့ timeline ကို Facebook ဒီ profile ကိုသူ့ဘောထဲမှာတင်ထားတယ်ဒီ first aid အကြောင်းလေးတွေပေါ့နော်အဲ့လေးတွေအရန်ကောင်းတဲ့အချက်လက်တွေလုံးဝရှင်းရှင်းလင်းလင်းပဲကျွန်တော်တော့အသေးဝင်ပေးလိုက်သေးတယ်ဆိုတော့လေ့လာပါအဲ့ဒီအချက်လက်တွေဒီအကုန်မှန်ပါတယ်ကျွန်တော်ဒီရှင်းမှာဆရာထူးအောင်မှားပါတယ်လို့အဲ့ကောင်မလေးကို share လို့မှားပါတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးဆရာထူးအောင် share လိုက်တဲ့အချိန်မှာနားလည်မှုလွဲနေတယ်အဲ့ကောင်မလေးပြောတာမှန်ပါတယ်ဆိုတဲ့အကြောင်းကိုသူပြောတဲ့ information လေးမှန်ကြောင်းကိုကျွန်တော်ဝင်ပြီးတော့ပြောပေးတာအဲ့ဒီအောက်မှာဆရာထူးအောင်ပြန်မှန်းတဲ့ reply မှာမှားတယ်ဆိုတာကိုကျွန်တော်ပြောချင်တာအဲ့ reply တစ်ခုပဲမှားတယ်လို့ပြောတာဆရာထူးအောင်မှားတယ်လို့ပြောတာမဟုတ်ဘူးဆရာထူးအောင်ရဲ့အယူအဆမှားနေတယ်လို့ပြောတာနော်ဆိုတော့အခုဆိုနားလည်သွားမှထင်တယ်အကုန်လုံးနော်အဲ့ဒီတော့ကိုကျွန်တော်ဒီ video လေးလုပ်လိုက်တာဖြစ်တယ်ကျွန်တော်ပြောတာမှားနေတယ်ထင်လို့ရှိရင်ဝင်မှန်းလို့ရတယ်နောက်တစ်ချက်ဘယ်အကြောင်းအရာကိုကျွန်တော်တို့ထပ်ပြီးညှင်းခုန်မလဲဆိုတာကျွန်တော်တို့ဒီ comment အောက်မှာဆွေးနွေးခဲ့လို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီ positive vibe နဲ့ပဲကျွန်တော်ဒီဟာတွေကို discussion လုပ်ရှင်တယ်။ဒါမှလည်း public ကတကယ် reality အမှန်တရားကိုသိမှာဖြစ်တယ်။ဆိုတော့ကျွန်တော်ရွေချက်ဒီ public တစ်ခုလုံးဒီ reality ပေါ့နော်အမြင်တကယ်အမှန်တရားကဘာလဲဆိုတာကိုကျွန်တော်သိသွားစေချင်တာဖြစ်တယ်။လွယ်လွယ်ကူကူနဲ့အားလုံးနားလည်ပြီးသားပုံစံနဲ့သိသွားစေချင်တာဖြစ်တယ်။အဲ့ဒီအတွက်ကိုကျွန်တော်တို့ positive vibe နဲ့ညှင်းမဲ့ခုံမဲ့ဆိုရင် comment အောက်မှာဝင်ပြီးတော့ရေးခဲ့လို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်